မင်္ဂလာပါ Movie Talk 360ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငယ်ဘဝအမှတ်တရတွေကိုပြန်လည်အမှတ်ရစီမယ် Power Ranger ဇာတ်လမ်းအကြောင်းကိုပြောပြပေးသွားမှာပါဇာတ်လမ်းအစမှာလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက Red Ranger ဖြစ်တဲ့စော်ရွန်ကသစ္စာဖောက် Rita Repulsa ရဲ့ရန်ကနေကဘာကြီးကိုကယ်တင်ဖို့ Power Coins တွေကိုညှို့နှံပြီးသူ့ကိုယ်သူစတီးခဲ့ပါတယ်နှစ်ပေါင်းများစွာအကြာမှာတော့Angel Grove မြို့ကပြဿနာကိုစီရှိတဲ့စေကျော်သက်9ယောက်ဖြစ်တဲ့ Jason, Kimberly, Billy, Trini နဲ့ Zack တို့ကကြောင်မီးသွေးတွင်းဟောင်းတစ်ခုမှာအဲ့ဒီကြောက်တုံးတွေကိုမတော်တဆတွေ့ရှိခဲ့ပြီးတာမန်ထပ်ထူးခဲ့တဲ့စွမ်းအားတွေရရှိလာပါတော့တယ်။သူတို့9ယောက်ဟာမြေအောက်ထဲကအာကာသရင်ကြီးထဲမှာစက်ရုပ်လေး Alpha 5နဲ့ဝိညာဉ်အဖြစ်တည်ရှိနေတဲ့ဇော်ဒွန်တို့နဲ့ဆုံတွေ့ခဲ့ပါတယ်။ဇော်ဒွန်ကသူတို့ကိုPower Rangers အသစ်တွေအဖြစ်ရွေးချယ်ခံရကြောင်းနဲ့ Rita Repulsa ပြန်လာနေပြီဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတယောက်နဲ့တယောက်ယုံကြည်မှုမရှိသေးတာကြောင့် Power Ranger ဝတ်စုံကိုဝတ်ဆင်နိုင်ဖို့ Morph လုပ်လို့မရပဲကြာရှုံးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Rita ကအေးယာမရွှေညီကြီးဂိုးသားကိုဖန်တီးပြီးမြို့ကိုစတင်ဖျက်ဆီးပါတော့တယ်။နောက်ဆုံးမှာတော့သူတို့9ယောက်ကတယောက်ချင်းစီရဲ့စိတ်တန်ရာတွေကိုဖွင့်ဟတိုင်ပင်ရင်းစစ်မှန်တဲ့စီးလုံးမှုကိုတီဆောက်နိုင်ခဲ့ပြီးသူရဲကောင်းဝစ်စုံတွေဝစ်ဆင်နိုင်ခဲ့ပါတယ်။သူတို့ကအေယာမစက်ရုပ်ကြီးတွေဖြစ်တဲ့ Zords တွေကိုမောင်းနှင်ပြီးတိုက်ခိုက်ခဲ့တယ်လို့အားလုံးပေါင်းစည်းထားတဲ့ Megazord နဲ့ Golda ကိုအပြတ်သက်အနိုင်ယူလိုက်ပါတယ်။ဇက်သိမ်းမှာတော့ Rita ကိုအာကာသထဲအထိရိုက်လွတ်လိုက်နိုင်ပြီးမြို့ကငြိမ်းချမ်းသွားပါတယ်။ဒါပေမဲ့ကျောင်းမှာ Tommy Oliver ဆိုတဲ့ကျောင်းသားတစ်အကြောင်းစတင်ကြားလိုက်ရတဲ့အတွက်နောက်ထပ် Green Ranger ရောက်လာအောင်မယ်ဆိုတဲ့အရေးအယောင်နဲ့အတူဇာတ်လမ်းလေးပြီးဆုံးသွားပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလို Movie Podcast တွေထပ်ကြည့်ချင် Movie Talk 360ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။